သာသနာတော်နှစ်2553ခုကောဇာတက္ကရာ1380ခုနေုံလာပြည့်15ရက်ခရစ်နှစ်2009ခုဇွန်လ9ရက်ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်သီရိမင်္ဂလာလမ်းကံမြင့်ကျောင်း၌ဓမ္မာယုံယနေ့ညတရားပွဲအလှရှင်မတည်ပြီးတော့လှူလက်ဒါကဦးအင်ဆိုင်ဒေါ်တန်းကြီးမိသားစုတို့ကလှူဒါန်းပါတယ်တိုင်းနာမ2024အခန်း205နှစ်လမ်းအမှတ်4ရပ်ကွက်လှဲတန်းကမာရွတ်မြို့နယ်ရန်ကုန်မြို့ဘုံဘုံတို့အခုဟေတုပစ္စည်းအာရမဏပစ္စည်းအဓိပတိပစ္စည်းအနန္တရပစ္စည်းလေးပစ္စည်းရောက်လာပါဟေတုပစ္စည်းအကြောင်းတရားကဟိတ်6ပါအကုသိုလ်ဟိတ်က3ပါကုသိုလ်ဟိတ်က3ပါနော်အဗျာကတဟိတ်က3ပါအကုသိုလ်ဟိတ်3ပါဆိုတော့ဘာတွေတော့လောဘဒေါသမောဟသူကအမြင့်3ကြောင်းအကုသိုလ်အမြင့်တွေ့တယ်သူကအကုသိုလ်အမြင့်ဟိတ်3ပါဟေတုပစ္စည်းကုသိုလ်ဘက်ကအလောဘအဒေါသအမောဟကုသိုလ်ဘက်ကဟိတ်3ပါအမြင့်3ကြောင်းနော်အဲ့တော့ဒီ6ခုသောတရားစေတသိက်တရားကြီးကပစ္စည်းလူနဲ့ရှင်မဲ့စိတ်စေတသိက်တွဲပဲသူတို့ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ဒဇယုတ်တွေကပစ္စယုတ်ပါအကျိုးတရားဟိတ်6ပါးကအမြင့်6ပါးကနန္တရားလူနဲ့တွဲပဲစိတ်စေတသိက်စိတ်ဒဇယုတ်တွေကယုတ်နံတရား2ပါးအဲ့ဒါကြောင့်ယုတ်နဲ့နံနဲ့2ပါးတည်းရှိတယ်ဟိုးဒီပြင်မာရာကြားတွေလို့အတ္တဆိုတဲ့အကောင်လေးတကောင်အပိုးမရှိဘူးနော်အဲ့ဒါနာမရူပပရိစ္ဆေဒညာတဲ့ဒီပြင်မာရာတွေကလူခန္ဓာကိုယ်ထဲမှာအတ္တဆိုတဲ့အကောင်လေးတကောင်ရှိသေးတယ်သူကနော်အဲ့ဒီအကောင်လေးမရှိဘူးမြတ်စွာဘုရားကအနတ္တဒီခန္ဓာကိုယ်ထဲမှာယုတ်တရားနံတရားဘယ်နှမျိုးပဲရှိတော့2မျိုးတည်းရှိတယ်အတ္တဆိုတဲ့အကောင်လေးမရှိဘူးလို့သိစေခြင်းလို့မြတ်စွာဘုရားကနာမရူပပရိစ္ဆေဒညာတော့ပေါ့ပြီနော်အဲ့ဒီမှာလည်းပဲလောဘဒေါသမောဟအမြင့်3ကြောင်းအကုသိုလ်အမြင့်3ကြောင်းအလောဘအဒေါသအမောဟကုသိုလ်အမြင့်3ကြောင်းသူတို့6ခုသောစေတသိက်တွေကအကြောင်းတရားလူနဲ့ရှင်မဲ့စိတ်စေတသိက်စိတ်ဓာတ်ယူတွေကအကျိုးတရားအကြောင်းတရားကြောင့်အကျိုးတရားဖြစ်ပေါ်နေတာဗြဟ္မာဗိတ္တနုစတဲ့တကုရှင်ဖန်ဆင်းလို့ဖြစ်တာမဟုတ်ဘူးသဘောပေါက်တယ်နော်အဲ့ဒါလို့တကုရှင်ကိုပယ်လိုက်တဲ့အတွက်ဒါခရီးတာကိုပယ်တာသူကနော်ခရီးတာလို့ခေါ်တဲ့ဖန်ဆင်းရှင်ခရီးယန်လို့ဆိုရင် God ကဖန်ဆင်းတာမွတ်စလင်တို့ဆိုရင်အလ္လာဟ်အရှင်မြတ်ကြီးကဖန်ဆင်းတာဟိန္ဒူတွေကြတော့ဗြဟ္မာကြီးကဖန်ဆင်းတာအဲ့ဒါလို့ဖန်ဆင်းလို့လူတွေနတ်တွေမြမာတွေတတ္တဝါတွေအားလုံးတစ်ပင်တောတောင်ရင်းကြီးတွေအားလုံးဖန်ဆင်းလို့ဖြစ်နေတာလို့ဒီပြင်ဘာသာတွေကအဲ့လိုယူတယ်မြတ်စွာဘုရားအလိုကအဲ့လိုဖန်ဆင်းလို့ဖြစ်တာမဟုတ်ဘူးပစ္စည်းတရားကြောင့်ပစ္စည်းဥပ္ပံတရားကြီးဖြစ်နေတာဘောပေါက်တယ်နော်အကြောင်းတရားကြောင့်အကျိုးတရားတွေဖြစ်နေတာဖန်ဆင်းလို့ဖြစ်တာမဟုတ်ဘူးလို့ဖန်ဆင်းခြင်းကိုပယ်လိုက်တာပစ္စယပရိက္ခညာကနော်နာမရူပပရိစ္ဆေဒညာကအတ္တကိုပယ်တယ်ပစ္စယပရိက္ခညာကတကုရှင်ဖန်ဆင်းခြင်းကိုပယ်တယ်ဒီညာ2ပါးရလိုက်တဲ့ဆိုရင်ပဲသုလသောတာပန်ဖြစ်တယ်တဲ့ထို့ဒီပဋ္ဌာန်းတရားနာရတဲ့အတွက်ပစ္စယပရိက္ခညာအကောင်းဆုံးညာရပါတယ်နော်သူ့ရဲ့ကောင်းတဲ့ပစ္စယပရိက္ခညာမရှိတော့ဘူးပဋ္ဌာန်းတရားဟာအကောင်းဆုံးအကြောင်းအကျိုးအကြောင်း24ပါးအကျိုး24ပါးပြောပြတာနော်တို့အလွန်တရာကောင်းမွန်တဲ့ပဋ္ဌာန်းတရားနာကြားရတယ်ဒီလိုဝင့်သာရမယ်နော်ဖုံဖုံလည်းပဲခုအသက်80ရှိပြီနောက်ကြီးထားတယ်ကြီးလာလို့ရှိရင်ချခြင်းကဒီလိုပဋ္ဌာန်းတရားတွေဟောခြင်းမှာဟောနိုင်တော့မယ်နော်ကြိုးစားပြီးတော့နာပါဘုံဘုံကပဋ္ဌာန်းနဲ့အကျိုးပေးပါတယ်ခုတိပိဋကဒရ7ပါးရှိတာဘုံဘုံတပြီ6ပါးရှိတယ်နော်မင်းကွန်းတိပိဋကဆရာတော်ကြီးတိပိဋကနိကာယကျောင်းတိုင်းဆိုတာတီချောင်းနာထားတယ်တိပိဋကဒရတပါးမှမပေါ်ဘူးဗျအဲ့တော့ဆရာတော်ကကြောက်ပြီးတာတပည့်တော်ပဋ္ဌာန်းချပေးလိုက်ပါမယ်ဗျာသူတို့ပဋ္ဌာန်းကြီး
ကြာနေတယ်ပြောတယ်ဆိုဖြစ်ပါမလားဗျာတဲ့ဆရာတော်ကြီးကဖြစ်တယ်ဗျာလို့တပည့်တော်ပဋ္ဌာန်း9ခေါက်လိုက်တယ်ဆရာကြီးချတာကအခေါက်ပေါင်းမြောက်များစွာရှိပြီဗျာတပည့်တော်ချပေးလိုက်မယ်ဆိုချပေးလိုက်တာနော်ပထမဆုံးဥဝါယမိန်ဒတပါးတဲ့ချတပါးတဲ့အောင်တယ်နော်နောက်ဒုတိယဥတိလက်ခန္ဓာနဲ့ဥဝန္ဒမာလာနှစ်ပါးချနှစ်ပါးလုံးအောင်တယ်နောက်တတိယဥက္ကန္ဓမာဆိုတာတပါးတဲ့ချအဲ့ဒီတပါးလဲအောင်တယ်နော်နောက်စတုထကြတော့ဒီရန်ကုန်ခြေတော်ဝါဒတက်ကတူရောက်လာပြီအဲ့ဒီခါကျတော့ဥအိန္ဒမာလာနဲ့ဘောက်တော်စွန်းလွန်းကဥတုံတရာဆိုတာနှစ်ပါးလာတက်ကြတယ်သူတို့လည်းနှစ်ပါးလုံးအောင်တယ်ဘုံဘုံတပည့်ပဋ္ဌာန်းတပည့်တိပိဋကဒရ6ပါးရှိပါတယ်နော်ဒီခုနောက်ထပ်တက်တာကတော့သခိုင်းတောင်ယူဥဘောဓာယုံကဥအပိဇာတာတဲ့သူလည်းပဲတိပိဋကဒရအောင်သွားပါပြီနော်လူနဲ့ဆိုရင်9ပါးပေါ့အဲ့ဒါဘုံဘုံကကြွားခြင်းလို့ပြောတာမဟုတ်ဘူးနော်ဘုံဘုံပဋ္ဌာန်းအကျိုးပေးပါတယ်လို့ပြောတာနော်ပဋ္ဌာန်းအကျိုးပေးတယ်ပဋ္ဌာန်းကြီးရွတ်လို့မလို့ဘုံဘုံဗမောတက်ကြီးလည်းကောင်းသွားတယ်ဟုတ်ကလားဗမောတက်ကြီးကောင်းတာတော့ညပြောပြီးပြီနော်အဲ့တော့အဲ့လိုပဲစံချိန်ကြိုက်အောင်ဒီပရိသတ်တွေကလည်းရွတ်ကြသားမအောင်နော်ဆရာတော့ဘုံဘုံအမွေလေးရတော့နော်ဘုံဘုံကငယ်ငယ်ဒီနေရာတစီရီတရေရီဆိုအလွန်ကြည့်ကြတစီရီ6တယ်ဆိုတဲ့နေရာသွားအိတ်တင်ញံကုန်းဆိုသွားတစီရီမမြင်အောင်မတွေ့ရနတ်တွေရှိတယ်နတ်ကြီးတယ်ဆိုတဲ့တစ်ပင်လေးတင်ញံတွေသွားမတွေ့ရနတ်တွေလည်းမတွေ့ရတစီလည်းမတွေ့ရဘယ်လိုလုပ်ရပါမလို့စဉ်းစားနေနောက်ခုနကပဋ္ဌာန်းကြီးရွတ်လို့မှုကြိုင်လာတဲ့အခါကျတော့နတ်တွေတော့ရှိပြီကဲပြောအောင်မယ်ဆိုပြီးတော့ဘုံဘုံကအတင်နတ်တို့ပြမာတို့ကျုပ်ခမရတို့လာတာနှာခေါင်းကတော့သိပြီဗျာလို့မှုကြိုင်လာလို့ကျုပ်ကမြင်နေတာကမျက်လုံးနဲ့မြင်နေတာပြသားမှာလို့ဘုံကအဲ့လိုပြောပါတယ်နော်အဲ့လိုပြောလိုက်တဲ့အခါပြောတော့သူတို့မပြဘူးနောက်တနေ့မနေ့အစောကြီးဘုံဘုံ4နာရီလောက်ထားတဲ့အခါကျတော့သူတို့နတ်သားတယောက်နတ်သမီးတယောက်ဘုံဘုံစီလာပါတယ်နော်သူတို့ကိုတင်ပြသွားတယ်အဲ့တော့ဘုံဘုံလူကျင်နဲ့ကြည်ကျင်နဲ့နတ်တို့ဂျမားတို့လည်းဘုံဘုံကမြင်မှုသွားတာပေါ့ဗျာနော်အခုဒီပရိသတ်တွေကမြင်မှုကြရလားမြင်မှုတဲ့ပုဂ္ဂိုလ်ရှားတယ်နော်အဲ့တော့နတ်တွေမြမာတွေမြင်ဘူးတယ်တစီရီတရေတွေတော့အခုအထိမမြင်သေးဘူးဘုံကနော်ဒါပေမဲ့လို့သိတယ်ဘုံမင်းကုန်းတောင်ယူခုနတိပိဋကဆရာတော်ကြီးကြောင်းတိုက်တွားပြီးတော့ပဋ္ဌာန်းတွေချပေးတယ်ပြီးတော့ဝီနီးတွေချတယ်တုတ်တန်တွေချအဲ့ဒါလိုချနေတဲ့အခါဘုံညပဋ္ဌာန်းပြန်ပြီးဆိုမှုရဲ့အခါမှုနာနဲ့အခါမြန်နန်းစောလို့ပုတ်အဲ့လို့အစတော့ဘာတော့ဟာဒီနားလေးမြချုံတော့နောက်ကြမှာသိတော့တာတစီရီတရေရီလာကြတာဗျာသူကဟုတ်လားလာတယ်ဆိုခွေးတွေကလည်းဥပြီးသူတို့လာတယ်ဆိုရင်အကောင်လေးစုယုံပြီးတော့ရှိသမျှခွေးတွေအကုန်ဥလာတယ်ဘာဖြစ်တာတော့ဟဲ့တချို့ကလည်းလိုက်6ကြဘုံဘုံကတော့သဘောပေါက်သွားတယ်ဒီကောင်လေးတစီရီတရေရီလာကြတယ်ကိုသူတို့က6မို့လာတာမဟုတ်ပါဘူးဘုံဘုံရွတ်တဲ့ဥစ္စာအမျှလူချင်းလို့နော်ငါရွတ်တဲ့ပဋ္ဌာန်းရွတ်တဲ့ကုသိုလ်ကောင်းမှုအဖို့စားချတဲ့ပဋ္ဌာန်းစားချတဲ့ဝီနီးချတဲ့တုတ်တန်းချတဲ့အဲ့ဒီကုသိုလ်ကောင်းမှုအဖို့သင်တို့ကအမျှပေးဝေပါ၏အမျှရ၍ကျမ်းမာကြပါစေချမ်းသာကြပါစေဆိုပြောက်သွားတာနော်အဲ့ဒါကြောင့်ဒီလိုတစ်စီရီတည်းရီလာရင်လည်းဘာမှမကြောက်နဲ့သူတို့အမျှလူချင်းလို့လာကြတာနော်ဘုံဘုံတို့ကိုအာကူတယ်သူတို့ကတစ်စီရီတည်းရီကလည်းအာကူနတ်ဒီပြမာတွေကလည်းပဲတရားနာခြင်းလို့အာကူတယ်အဲ့တော့အခုတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့လည်းပဲပဋ္ဌာန်းတရားဘုံဘုံကြီးကနားထောင်တယ်နားနဲ့အနာကိစ္စပြီးတော့ကိုယ်ပါးစပ်နဲ့ကိုရွတ်ကြဒါနှုတ်ကိစ္စဟုတ်လားနာကိစ္စနှုတ်ကိစ္စပြီးတော့မှစိတ်ကိစ္စနေပြီးတော့ဒါကအကြောင်းတရားဒါကအကျိုးတရားလို့ထပ်ထပ်ပြီးတော့ဆင်းခြင်းနော်အဲ့ဒါစိတ်နဲ့ကူးတဲ့မနတာနုပ္ပခိတနောက်ဆုံးအထောက်အမှာကဖြစ်ပျက်ကိုအထောက်အမှာတဲ့ဟုတ်လားအဲ့ဒီခုပဋ္ဌာန်းဟေတုပစ္စည်းဆိုရင်လေလောဘဒေါသမောဟအလောဘအဒေါသအမောဟဒါအကြောင်းတရား6ပါးအမြင့်6ခုကုသိုလ်မြင့်ကုသိုလ်အမြင့်3ခုအကုသိုလ်အမြင့်3ခုအဲ့ဒီအကုသိုလ်အမြင့်3ခုအကြောင်းတရားဟေတုပစ္စည်းတရားတွေလည်းပဲအနိစ္စဖြစ်ပြီးပြတ်သွားသူတို့နဲ့တွဲဘက်ဖြစ်တဲ့စိတ်စေတသိက်စေတနာယုတ်တွေလည်းဖြစ်ပြီးပြတ်သွားတယ်အနိစ္စဟုတ်ကလား
အဖြစ်အပျက်ကလေးရှုလိုက်ရင်အဲ့ဒါသတုဋ္ဌကိစ္စနော်တရားနာရင်အဲ့လို၄ကိစ္စပြီးအောင်နာရတယ်တဲ့ပထမနာနဲ့နာဒုတိယနှုတ်နဲ့ရွေတတိယစိတ်နဲ့ဆင်ញင်သတုဋ္ဌအနိစ္စဒုက္ခအနတ္တတရားသဘောလေးတွေရဲ့ဖြစ်ပြီးပြက်တာကိုရှုဟုတ်လားအခုဘုံဘုံဟောနေတဲ့အတန်တွေဆိုရင်လည်းရှုလို့ရတာပဲဘုံဘုံဟောနေတဲ့အတန်တွေတလုံးပြီးတလုံးဖြစ်ပြီးပြက်သွားတယ်မဟုတ်လားအေးအဲ့ဒါတွေအနိစ္စလို့ရှုလိုက်ရင်တရားနာရင်မဲ့ဖို့နိဗ္ဗာန်တချို့ရပါတယ်သူနော်အေးမရလည်းပဲကိစ္စမရှိဘူးနော်မရတော့အဲ့ဒီသောတာနုကတသုတ်တာမဲ့အနိစ္စဒုက္ခအနတ္တရှုလဲမဲ့ဖို့နိဗ္ဗာန်မရဘူးဖျားဆိုသီကာနီးမဲ့သူကရတတ်သေးတယ်နော်ဒီကနီးကြတော့ကြောက်လာတာဟိုဟာဒီဘေးကြီးတော့လာပြီဆိုပြီးတော့ကြောက်ပြီးတော့ကြိုးစားရှုလိုက်အဲ့ဒီဒီကနီးမဲ့မဲ့ဖို့နိဗ္ဗာန်တစ်ချက်ရတယ်ဒီကနီးလည်းမရဘူးသေးသွားပြီဆိုလည်းမစိုးရင်ရဘူးနတ်ပြည်ရောက်တဲ့အခါတန့်ရတာလေသူကနော်ဟိုဘုံဘုံတို့ဖျားလက်ထဲသူကဥစဉ်လေးတစ်ပါးရှိဖျားစီကတရားနာပြီးတော့တရားဒီရွတ်ဖတ်တရစေတရားအားထုတ်တင်မြင်ခွေရလေးသူကတရားအားထုတ်နေတာအားထုတ်ရင်နဲ့ဝေဒနာတွေပြင်းပြီးတော့သုတိစိတ်ကြသွားပြန်တော်မူသွားထိုင်ရက်ကလေးပဲပြန်တော်မူသွားသူကပြန်တော်မူမှလည်းမသိဘူးနတ်ပြည်ရောက်တော့လည်းပဲတင်မြင်ခွေရက်ကလေးပဲသူကရှုနေသွင်းရှိသေးတယ်အဲ့တော့သူသိမှလည်းမသိဘူးအဲ့လိုရှုရင်နဲ့ဒီသုတိစိတ်ကြသွားတာသုတိစိတ်နဲ့ရှေ့ကဝိပဿနာဇောစိတ်တွေရဲ့အရှိန်ကြောင့်ဟိုဘက်မှာဉာဏ်ထက်တဲ့တိဟိတ်ပရိသေတွေတီးနေလိုက်ဒီပရိသေတွေတီးနေလိုက်တော့အဲ့ဒီပရိသေတွေဉာဏ်ရဲ့အစွမ်းနဲ့ဝိပဿနာဉာဏ်နဲ့ပေါင်းလိုက်တဲ့အခါကျတော့တခါတည်းသောတာပန်ဖြစ်သွားတာဗျဖြစ်သွားတော့မှမလီတော်ကြီးရဲ့ငါဖះသာသနာတော်သောတာပန်တော့ဖြစ်ပြီလို့သူကဝင်းတာတယ်ဒီဥစ္စာမက်တရားဒါဖို့တရားဒါနိဗ္ဗာန်တရားဆင်ញင်အဲ့လိုဆင်ញင်နေလို့နဲ့ဘေးကနတ်သားတွေနတ်သမီးတွေကဟာနတ်သားတယောက်လူကြီးနတ်ပြည်ရောက်လာတယ်ဟေးဆိုပြီးတော့မိဖွဲ့ဖို့လာကြနတ်သမီးတွေရောအတီးတွေအမှုတ်တွေစောင်းတွေပိုက်ပြီးတော့လာကြအနာရောက်တော့ तू ကတင်မြင့်ချင်းခွေမျက်နှာချနေဒီနတ်သားလေဘုန်းကြီးလူတွေနဲ့တူပါရဲ့ကြည်ရတာသူကမဟုတ်တင်မြင့်ကြီးခွေမျက်တောင်ကြီးကလည်းပဲမျက်နှာချဘုန်းကြီးလူတွေနေမှာပါလို့ပြောကြတယ်မကြာနုံနာလေးပြောတော့ तू ကမျက်စိဖွင့်ကြည့်လိုက်တာဟာငါနတ်ပြည်ရောက်နေပါလားလို့အဲ့ဒီကျမှသိရတယ် तू ကနော်ငါနတ်ပြည်ရောက်နေတကူလို့တော်သေးရဲ့ခန္ဓာသောတာပန်တော့တီးပြီးဆိုပြီးတော့ဘုရားစီလာလျှောက်တယ်ဆရာတော်ပြောလို့ရင်ကကုလိုတရားရည်နာရှုမှဝိပဿနာဖြစ်ပြတဲ့ရှုမရလည်းပဲဘာမှမစိုးရိမ်နဲ့ဒီကနီးရမယ်ဟုတ်ကလားဒီကနီးမရဘူးဆိုနတ်ပြည်ရောက်ချင်းရမယ်ဟုတ်ကလားနတ်ပြည်ရောက်ချင်းလည်းမရဘူးဆိုရင်နတ်ပြည်မလဲဓမ္မကတိကနတ်သားတွေဗြဟ္မာကြီးတွေအလှည့်ကြတရားဟောတာတဲ့သူတို့အဲ့ဒီတရားပွဲတွေနဲ့ရတယ်တဲ့နော်အဲ့ဒီတရားပွဲတွေလည်းမရဘူးထားမစိုးရိမ်နဲ့သာသနာကုန်းသွားတဲ့အခါကျတော့ပစ္စေကဗုဒ္ဓကိုယ့်အကူတရားသိသွားတဲ့ရှင်ပစ္စေကဗုဒ္ဓဖြစ်တယ်တဲ့မြတ်စွာဘုရားဟောတာနော်သောတာနုကတသုတ်တံအယအလွန်တရာဝမ်းမြောက်စရာကောင်းပါလေဒကာကြီးတို့ဘာမှဒကမာကြီးတို့ဒကမာလေးတို့အာမငင်နဲ့ဧကနာတုမဲ့ဖို့နိဗ္ဗာန်ရမှာနော်ဘုံဘုံတို့ကတော့ဒီလိုဆူတောင်းထားတာဒီမဲ့ဖို့နိဗ္ဗာန်မယူသေးဘူးအရိမရိယဘုရားပွင့်တဲ့အခါကျမှဘုရားသာသနာတော်မဲ့မိုးပြန်ပြီးရှုပ်စကိုးကြီးတဲ့ဉာဏ်နာလုံးမယ်လို့အဲ့လိုအောင်းမိထားပါတယ်နော်တကယ်လို့ရံခါလည်းရှိတတ်သေးတယ်ပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေဆိုတာဘုံကပြောလိုက်လို့အချိန်ကလည်းနှောက်မှာဆိုပါလေတခုပြောလိုက်ပါဦးမလေးနော်သီဟိုကျွမ်းမယ်ဆရာတော်ကြီးတစ်ပါးနေမကောင်းအသေးတန်ဖြားပြန်တော်မူလိမ့်မယ်ဆိုတော့အနာနာရှိတဲ့လူတွေပြိတ္တတွေဟာဆရာတော်ကြီးတကယ်သီလသမာဓိပြည့်စုံတဲ့ဆရာတော်ကြီးပြိဋိဘံဆံလိုက်မတယ်ယဟန္တာကြီးပြိဋိဘံဆံလိုက်မတယ်ဆိုပြီးတော့လာကြတာပေါ့ရှ िख ိုးကြလှူကြတန်းကြသူ့ပြုစုတဲ့ဥပထာကလူနာကြီးဥစဉ်လေးကဆရာတော်ကြီးကိုမေးတယ်ဆရာတော်ကြီးဗျာဆရာတော်ကြီးဘယ်တော့ကအသက်ဘယ်အရွယ်လောက်ယဟန္တာဖြစ်တုံထဟေးကွာငါမဖြစ်ပါဘူးကွာငါဘယ်တော့မှဖြစ်တယ်လို့ပြောတော့ငါပုထုဇဉ်ပဲရှိသေးတယ်ဘာမှမသောတာပန်သရကအနာဂမ်ယဟန္တာဘာမှမဟုတ်ဘူးပြောတာဒုက္ခပါပဲဗျာလို့ဥစဉ်လေးကပြောတယ်ဥစဉ်လေးဘာလို့တော့ကွာဒုက္ခဘယ်ရှင်ဘုရားကိုအထင်ကြီးပြီးတော့ယဟန္တာပုဂ္ဂိုလ်ကြီးပြိဋိဘံဆံတော်မယ်ဆိုလူတွေလာကြတာဗျာဒီမဲ့
ရှင်မြတ်အထင်ကြီးပြီးတော့ရှင်မြတ်အခုဘာမှမဟုတ်ဘူးသောတာပန်တောင်မှမဖြစ်သေးဘူးဆိုတော့ဒုက္ခပေါ့ဗျာလူတွေအထင်ဟောပြီးအငယ်ကုန်ကြမှာပေါ့မင်းအဲ့လိုဆိုရင်အခန်းပြမဲ့ထွက်လိုက်စမ်းကွာဆရာတော်ကြီးကသူ့ကိုခန်းပြမဲ့ထွက်ခိုင်းပြီးတော့ငါနည်းနည်းလောက်ထူးပေးခဲ့အောင်ဆိုသူကထူခိုင်းပြီးတယ်ထိုင်ရကလေးဖြစ်နေတော့မှခဏတရားနှလုံးသွင်းလိုက်တာခဏချက်ချင်းလေးပဲယဟန္တာဖြစ်တယ်ယဟန္တာဖြစ်တော့သူကဒီလိုလေးအဲ့ဒါလေးကိုလက်ဖြောက်ပြီးတယ်လို့ခေါ်တယ်နော်အဲ့လိုလေးလက်ဖြောက်လေးတီးလိုက်တော့ဦးဇင်းလေးကပြန်လာဆရာတော်ဘာတော့ဖြတ်ဘာများလူချီအောင်ငါယဟန္တာဖြစ်ပြီကွာမင်းဒုက္ခပါပဲဆိုတော့ငါတန်ဝေကရလို့မြန်လာကြီးလားဗျာဟုတ်မဟုတ်ကဲ့လားသိတယ်သူကနော်မင်းကမြန်နေတာပြောနေတာကွာငါကဟောသိငါထွက်ရဟန်းခံလို့သိငါထွက်ကနေကသီလပြည့်စုံအောင်နေတာခက်တာကသီလပြည့်စုံအောင်နေဖို့တမာရီရှိဖို့ခက်တယ်မင်းတို့ကခက်တာမသိဘဲနဲ့ပြောနေတာအဲ့တော့ခက်တာကဘာခက်တယ်တော့သီလပြည့်စုံအောင်နေဖို့တမာရီရှိဖို့ခက်တယ်သီလတမာရီရှိရင်ပညာကခဏလေးရဲ့မိနစ်ပိုင်းလေးအတွင်းသူယဟန္တာဖြစ်သွားတာနော်အဲ့ဒါကြောင့်အခုတရားနာပရိသတ်ဒီလည်းပဲကိုသီလလုံးညောအောင်နေဟုတ်လားတမာရီလုံးညောအောင်ဘုရားဂုဏ်တော်ပရိစိတ်မေတ္တာပွားပြီးတော့မှအခုပဋ္ဌာန်းတရားဆက်လိုက်ဟုတ်ကလားဧကန္နာရတယ်ဘာမှမစိုးရိမ်နေကြနော်ကဲဆက်လိုက်ကြအောင်သူကိုတရားမနေ့ကတော့အနန္တရပစ္စည်းမြင်စိတ်ကြားစိတ်နာမ်စိတ်ရက်စိတ်ထိစိတ်အစိတ်5ခုအကုသိုလ်ဘက်က5ခုကုသိုလ်ဘက်က5ခုဆိုတော့10ခုပြီးသွားတာပေါ့နော်မြင်စိတ်ကမကောင်းတာမြင်တော့အကုသလဝိဘက်ဇက်ခုဝိညာဉ်ကောင်းတာတွေမြင်တော့ကုသလဝိဘက်ဇက်ခုဝိညာဉ်ဟုတ်ကလားအခုလိုပန်းလေးတွေလှလှလေးတွေမြင်နေဆိုရင်ကုသလဝိဘက်ဇက်ခုဝိညာဉ်မြင်စိတ်ဟုတ်လားမကောင်းတာတွေချီးတွေတေးတွေအပုပ်အနံ့ကြီးတွေမြင်ရတယ်ဆိုရင်အကုသလဝိဘက်ဇက်ခုဝိညာဉ်အဲ့လိုကြားတာလဲထိုနည်းလူမကောင်းတဲ့အတန်တွေကြားရင်အကုသလဝိဘက်သောတာဝိညာဉ်ကောင်းတဲ့အတန်လေးတွေတရားဓာန်တွေရုပ်ရှင်မင်းသားတွေမင်းသမီးတွေဆိုတဲ့အတန်လေးတွေကြားရမယ်ဆိုရင်ကုသလဝိဘက်သောတာဝိညာဉ်ဟုတ်လားအဲ့တော့မြင်စိတ်ကလည်း2မျိုးကြားစိတ်2မျိုးနာမ်စိတ်2မျိုးရက်စိတ်2မျိုးထိစိတ်2မျိုးအဲ့ဒါကိုဒွေပင်စဝိညာဉ်30လို့ခေါ်တယ်ဒွေဆိုတာ2ပင်စက5နဲ့5နဲ့မြောက်2မျိုးဒီမို့လို့နော်မြင်စိတ်2မျိုးကြားစိတ်2မျိုးနာမ်စိတ်2မျိုးရက်စိတ်2မျိုးထိစိတ်2မျိုးအဲ့ဒါဒွေပင်စဝိညာဉ်30နော်အဲ့30တော့စိတ်ပြီးတော့မှဘုံဘုံတို့နော်အကြောင်းမြင်ရင်တော့ဒီနာဘောလေးတစ်ချက်ဒီလိုလေးချောင်းထားရင်ရေးပြရတာပေါ့လေနော်အခုတော့ဘုံဘုံကပြောပြပါမယ်စိတ်ဒီစင်မုံကအတိတဘဝင်ကဆလနာဘဝင်ကုတ်ပစ္စေတာသင်္စဒွါရဝိဇံစက္ခုဝိညာဉ်တံပတိဆိုင်တန်တိရဏဘုထောဇော9ကြိမ်တရားယုံ2ကြိမ်ဘဝင်ဟုတ်လားအဲ့ဒါစိတ်အစဉ်ပဲမြင်စိတ်အစဉ်မြင်စိတ်ဖြစ်တယ်လို့ကြားစိတ်နာမ်စိတ်ရက်စိတ်ထိစိတ်တွေလည်းဒီတိုင်းပဲသူကနော်တစ်ခေါက်ဆိုကြည့်ပါဦးအတိတဘဝင်ကသလနာဘုံကိုပစ္စေတာပင်စဒွါရဝိဇံစက္ခုဝိညာဉ်တံပတိဆိုင်တန်တိရဏဟောထောဇော9ကြိမ်တရားယုံ2ကြိမ်ဘဝင်အဲ့ဒါလိုစိတ်အစဉ်ရှိတော့ရှေ့စိတ်ကပစ္စည်းနောက်စိတ်ကပစ္စည်းရုပ်ပံပစ္စည်းပါမယ်နော်ရှေ့စိတ်ကဘာခေါ်တော့ပစ္စည်းနောက်စိတ်ကပစ္စည်းရုပ်ပံရှေ့စိတ်ကအကြောင်းနောက်စိတ်ကအကျိုးအတိတဘဝင်သည်ပစ္စည်းဘဝင်ကဆလနာသည်ပစ္စည်းရုပ်ပံဘဝင်ကဆလနာသည်ပစ္စည်းဘဝင်ကုတ်ပစ္စေတာသည်ပစ္စည်းရုပ်ပံဘဝင်ကုတ်ပစ္စေတာသည်ပစ္စည်းသင်္စဒွါရဝိဇံသည်ပစ္စည်းဥပ္ပါသင်္စဒွါရဝိဇံသည်ပစ္စည်းပြီးတော့တမ္ပတိဆိုင်စက္ခုဝိညာဉ်သည်ပစ္စည်းဥပ္ပါစက္ခုဝိညာဉ်သည်ပစ္စည်းတမ္ပတိဆိုင်သည်ပစ္စည်းဥပ္ပါတမ္ပတိဆိုင်သည်ပစ္စည်းတန်တိရဏသည်ပစ္စည်းဥပ္ပါတန်တိရဏသည်ပစ္စည်းဘုထောသည်ပစ္စည်းဥပ္ပါဘုထောသည်ပစ္စည်း
ဇောတိပစ္စယုပ္ပံဇောက9ကြိမ်ရှိတာကိုပထမဇောတိပစ္စည်းဒုတိယဇောတိပစ္စယုပ္ပံဒုတိယဇောတိပစ္စည်းတတိယဇောတိပစ္စယုပ္ပံတတိယဇောတိပစ္စည်းသတုဋ္ဌဇောတိပစ္စယုပ္ပံသတုဋ္ဌဇောတိပစ္စည်းပင်စမဇောတိပစ္စယုပ္ပံပင်စမဇောတိပစ္စည်းသတ္ထဇောတိပစ္စယုပ္ပံသတ္ထဇောတိပစ္စည်းတတ္တမဇောတိပစ္စယုပ္ပံတတ္တမဇောတိပစ္စည်းတန္တိရဏဒရာယုံဤပစ္စယုပ္ပံဒရာယုံဤပစ္စည်းဘဝင်ဤပစ္စယုပ္ပံတို့ပြောသားမှာဖရာဆိုရင်ရှေ့စိတ်ဒီပစ္စည်းနောက်စိတ်ဒီပစ္စယုပ္ပံတို့ကဘာတော့အနန္တရနအန္တရဈာမရှိဘူးဆိုတာရှေ့စိတ်နဲ့နောက်စိတ်ဈာဘယ်စိတ်မှမဝင်ဘူးသူအစဉ်အတိုင်းသူကဖြစ်တာသူကနော်အဲ့ဒါလို့အစဉ်အတိုင်းလေးဖြစ်တာဈာဝင်မဝင်ဘူးပေါ့ဒီပြင်စိတ်တွေတစ်မျိုးတစ်မျိုးပြောင်းတာလို့မရှိဘူးဒါစိတ်တနိယာမလို့ခေါ်တယ်ဘာလို့ခေါ်တော့စိတ်ကသဘောတန်ထွာဓမ္မတာတဲ့စိတ်ကဓမ္မတာဒီလိုလေးဖြစ်တာအဲ့လိုလေးဖြစ်တာဖះမှသိမှာပေါ့ဒီပြင်ပုဂ္ဂိုလ်တွေပဲသိမှာတော့နော်မြတ်စွာဘုရားယုံကြည်သောအပြင်ဘုံဘုံတို့ဒီလိုဟာကြီးက10ခုပြီးပါဒီနေ့9ခုကုသိုလ်ကုသိုလ်ချင်းအကုသိုလ်အကုသိုလ်ချင်းပြီးတော့မှအဗျာကတချင်းမနေ့ကတော့အဆက်ကလေးကြီးလိုက်စမ်းပါဦးဗါတဲ့တော့ပုရိမာကုသလာဓမ္မာပစ္စည်းမာနံကုသလာနံဓမ္မာနံအနန္တရာပစ္စယေနပစ္စယောကုသလာဓမ္မာပစ္စည်းမာနံအဗျာကတာနံဓမ္မာနံအနန္တရာပစ္စယေနပစ္စယောအဲ့ဒီနှစ်ခုထားကြည့်လိုက်ပါအဲ့ဒီမဲ့ပုရိမာကုသလာဓမ္မာဆိုရှေးကုသိုလ်ကပစ္စည်းပစ္စည်းမာနံကုသလာနံဓမ္မာနံဆိုတာနောက်ကုသိုလ်ကပစ္စည်းဥပ္ပံသဘောပေါက်တယ်နော်ပထမဇောတိပစ္စည်းဒုတိယဇောတိပစ္စည်းဥပ္ပံဒုတိယဇောတိပစ္စည်းတတိယဇောတိပစ္စည်းဥပ္ပံအဲ့ဒါလို့ရှေးကုသိုလ်ဇောကပစ္စည်းနောက်ကုသိုလ်ဇောကပစ္စည်းဥပ္ပံပြီးတော့နောက်ဒုတိယဝဲကြတော့ပုရိမာကုသလာဓမ္မာပစ္စည်းမာနံအဗျာကတာနံဓမ္မာနံအနန္တရာပစ္စယေနပစ္စယောအဲ့ဒါကြတော့တတ္တမဇောဒီပစ္စည်းသူကရှေးကကုသိုလ်ဇောတတ္တမဇောပြီးရင်တရားယုံလာမှာဟုတ်လားတရားယုံဆိုတာဝိဘက်စိတ်နဲ့တန်တိရဏစိတ်ဝိဘက်မဟာဝိဘက်စိတ်၈ခုနဲ့တန်တိရဏစိတ်၃ခုအဲ့ဒီ7ခုကိုတရားယုံလို့ခေါ်တယ်ဟုတ်ကလားအဲ့ဒီတရားယုံကအဗျာကတတရားလို့ခေါ်တယ်အဗျာကတတရားအဲ့တော့ပုရိမာကုသလာဓမ္မာအရာရှေးတတ္တမဇောကပစ္စည်းမာနံအဗျာကတာနံဓမ္မာနံအရာနောက်တရားယုံစိတ်ကပစ္စည်းဥပ္ပံအဲ့တော့ကုသိုလ်ကအဗျာကတအနန္တရတတ္တိနဲ့ကျေးဇူးပြုတယ်ဟုတ်ကလားရှင်းကဇော9ကြိမ်လုံးကတော့ကုသိုလ်ချင်းမို့လို့ကုသိုလ်ဒီကုသိုလ်အားကျေးဇူးပြုခုဒီပြန်ကြတော့ကုသိုလ်ဒီအဗျာကတဟုတ်ကလားဒါတော့2ချက်အဲ့ဒါလို့ကုသိုလ်က2ချက်ဖြစ်တယ်လို့အကုသိုလ်ကလည်း2ချက်ဖြစ်မှာဆိုကြည့်ပါအောင်ပုရိမာအကုသလာဓမ္မာပစ္စည်းမာနံအကုသလာနံဓမ္မာနံအနန္တရာပစ္စယေနပစ္စယောပုရိမာအကုသလာဓမ္မာပစ္စည်းမာနံအဗျာကတာနံဓမ္မာနံအနန္တရာပစ္စယေနပစ္စယောအဲ့ဒီလည်း2ချက်မဟုတ်လားအကုသိုလ်ဇောစောတယ်အကုသိုလ်ဇော9ကြိမ်ဇော9ကြိမ်ဆိုတော့အကုသိုလ်ပထမဇောဒီပစ္စည်းဒုတိယဇောဒီပစ္စည်းဥပ္ပံပစ္စည်းကလည်းအကုသိုလ်ပစ္စည်းဥပ္ပံကလည်းအကုသိုလ်ဟုတ်ကဲ့မဟုတ်လားဆိုကြည့်ပါအောင်အကုသိုလ်ပထမဇောဒီပစ္စည်းဒုတိယဇောဒီပစ္စည်းဥပ္ပံဒုတိယဇောဒီပစ္စည်းတတိယဇောဒီပစ္စည်းဥပ္ပံတတိယဇောဒီပစ္စည်းသတုဋ္ဌဇောဒီပစ္စည်းဥပ္ပံသတုဋ္ဌဇောတိပစ္စည်းပင်စမဇောတိပစ္စည်းဥပ္ပံပင်စမဇောတိပစ္စည်းသတ္ထဇောတိပစ္စည်းဥပ္ပံသတ္ထဇောတိပစ္စည်းတတ္တမဇောတိပစ္စည်းဥပ္ပံဒီအထိပစ္စည်းကလည်းအကုသိုလ်ပစ္စည်းဥပ္ပံကလည်းအကုသိုလ်နော်နောက်တတ္တမဇောကြတော့တန်တိရဏတရားယုံကိုကျေးဇူးပြုတော့မှာအဲဒီကြတော့အကုသိုလ်ကပစ္စည်းအဗျာကတကပစ္စည်းဥပ္ပံဟုတ်ကဲ့မဟုတ်လားအဲ့တော့တတ္တမဇောတိပစ္စည်း
Darayoni Pisioban, Sudama, Nadam Ak Darayoni Pisioban, Ado Aku the law of Yagada, Aguduga of Yagada, Jiruba, no? Leja Sidwai, Kudu. Neche, Akuduga, Neche, no Leja Sidwa, no? Bidoma Adyagada, Jarot, Donje, Burima, Adyagada, Dama, Bisi Manang, Adyagada, Damana, Anandara, Bisio, Tatewaja, Napsu, Burima, Adyagada, Dama, Bisi Manang, Udalana, Damana. Anandara Bisio, now Dadia, Urima, Bisi Mana, Agu Lana, Damana, Anandara Bisio, Eraga, Batama, Burima, Abyagada, Dama, Bisi Mana, Abyagada, Damana, Sura, Shiga Leve, Webe Korea, Jagada. Now got leve, we begria, Yagada, Elusuin, Batama Weja, Yagado, Yagada, Ubama, Adida, Bowendi, BC, Ponga Salanadi, Bisioba, Nashigale, Yagada, Nogale, Yagada, Hogamula, Ponga Salanadi, BC, Bungo Bisiradi, Bisioba, Dale, Yagado, Yagada, she say Galebe, Yagada, now say Gale, Yagada. Now, Bongo Bisira the busy, Pinsa Dwara Wizan the busy over, Erale at Yagado, Yadada, no? Bisiale at Yagada, busy Bangle at Yagada. Bidon, Bashi Lido, Pinsa Dwara Wizan the busy, Seku Winian the busy over, Dale at Yagado, Yadada, no? Seku Winian the busy, the Tambade sign the busy over, Erale at Yagado, Yada. Nambade signi busy, Tandirana the busy oba, Jagado Jadada, no? Edalu, sheet ale Jagada, no say Gale Jagada, so in Burima, Jadare, Dware, Wabawi, no? Sorry, let Tony do what? So Jaro, Yahana Bogu Jaro, Korea, so sorry. Jane Butu Zini, Doda Vandaraga, and Nagani Jaro, Kona Loyen, Kudu Zo, Makona Loyen, Akudu Zo, Tiluzore. Yahana Jara Kudu Zole Mashiro, Akudu Zole Mashiro, Korea Zore, no? Era Jara Yahana Adwajaro, Burima, Jagda Tama, Erime, busy mana, Jagdanan Tamana, Aya, Kari, Patama, Korea Zodi, busy, or Jare Jandwari, no? Tambade sign Tandirena, the busy, Ido, Oto, the busy Oba. Woto di busy, Batama Korea Zodi, busy Oba. So she said to them all. Batama Zodi, busy. Dudia Zodi, busy Oba. Dudia Zodi, busy. Dadia Zodi, busy. Bensama Zodi, busy. Sata Zodi, busy Oba. Sata Zodi, busy. Tatama Zodi, busy Oba. Tatama Zodi, busy. Tarayoni, busy Oba. Tarayoni, busy. Bawendi, busy Oba. Ago no what? Tausaudi. She say we be Korea. Now say Gale, we be Korea. So yeah, Abyagada Deyadi, Abyagada Deya. Anandara Tadine, Jesu Dure, Yoja, Bobolo, no? Now the Wajaga, Burima, Abyagada, Dama, Bisimanam, Kudalanan, Damanam, Anandara, Bisio, Era Guna, we teach up like their teme, Woto, Zokonaji, Wotone, Batamazo, Yoradua. Wotoga, Abyagada, Dea, Woto, Ramanodora, Wizanse, Hola, Eri Menodora, Wizanse, the BC, Kudu, Batamazodi, Bisio Bam, Era Abyagadaga, BC, Kuduga, Bisio Bam, Hola, Akudu, Zosome, so you know, Woto, Menodora, Wizandi, BC, Akudu, Batamazodi, Bisio Bam, what about no? So let's somehow, Burima. Busy manam, Kudalanan, Damanam, Anandara, Bisina, Bisio, Akudu Sulaiba, Burima,
ပစ္စည်းမာနံပစ္စည်းမာနာအကုသလနာဓမ္မနာအနန္တရာပစ္စယေနာပစ္စယောခုနှစ်ချက်ကုသိုလ်က2ချက်အကုသိုလ်က2ချက်အဗျာဂတက3ချက်ဟုတ်လားပြီးတော့မှမြတ်စွာဘုရားကအတူချုပ်ပြီးပြောတာအာရမဏတော်ကယံယံဓမ္မအာရဘယေဓမ္မဥပ္ပဇန္တိလို့အကျိုးချုပ်ပြောတယ်လို့အနန္တရပစ္စည်းအတူချုပ်ပြောစမ်းမှာဗျာဆိုရင်ဘုရားကရှေ့စိတ်စေတသိက်ကပစ္စည်းနောက်စိတ်စေတသိက်ကပစ္စည်းဥပ္ပံလူရင်းကအဲ့ဒါပဲတဲ့ဟုတ်ကလားအနန္တရရဲ့လူရင်းကဘာလဲတော့ရှေးစိတ်စေတသိက်ကပစ္စည်းနောက်စိတ်စေတသိက်ကပစ္စည်းဥပ္ပံသူကရုပ်တွေမပါဘူးเนาะစိတ်စေတသိက်ရုပ်နိဗ္ဗာန်ပရမတ္ထတရား၄ပါးရှိတဲ့အ ਨੇ စိတ်စေတသိက်ပရမတ္ထတရား2ပါးတယ်သူကเนาะရှေးပစ္စည်းကလည်းပဲစိတ်စေတသိက်ပစ္စည်းဥပ္ပံကလည်းပဲစိတ်စေတသိက်အဲ့ဒါရှေးစိတ်စေတသိက်ဒီပစ္စည်းရှေးကဖြစ်တဲ့တရားကပစ္စည်းနောက်ကဖြစ်တဲ့တရားကပစ္စည်းဥပ္ပံအဲ့ဒါလေးကိုဖတ်ကြည့်လိုက်သမ်းအောင်ယေတံဓမ္မာနံအနန္တရာယေဓမ္မာဥပ္ပဇန္တိစိတ်တာစေတသိကာဓမ္မာတေဓမ္မာဧတံဓမ္မာနံအနန္တရာပစ္စယေနာပစ္စယောဒါအနန္တရပစ္စည်းရဲ့အကျဉ်းချုပ်လူရင်နော်အနန္တရပစ္စည်းတတ်သွားရင်သမဏန္တရအတူတူပါပဲသမဏန္တရတူရဲ့သားနဲ့ဘာလို့ဖျားထဟောနေတယ်လဲဖျားဆိုရင်နတ်တီမြမာတီနတ်ပြည်တာဝရိဏနတ်ပြည်ပင်လေကတိပင်ရင်အဲ့ဒီမြတ်စွာဘုရားဟောနေတာကိုတသောသောစัจ java လာတိုက်ကနတ်တီမြမာတီလာပြီးတော့တရားနာနေကြအဲ့ဒီတရားနာနေတဲ့နတ်တီမြမာတီထဲမှာတချို့နတ်မြမာကအနန္တရာလို့ဟောမှနားလေတယ်မြတ်ဖို့နိဗ္ဗာန်ရတယ်နော်တချို့နတ်တီမြမာတီကတော့ဘယ်လိုဟောမှတော့သမဏန္တရာလို့ခေါ်မှမဲ့ဖို့နိဗ္ဗာန်ရအဲ့ဒါကိုပုဂ္ဂလိဇာတရားပုဂ္ဂိုလ်ရဲ့အလိုဆန္ဒလိုက်ပြီးတော့ဘုရားဟောတာတဲ့ဟုတ်ကလားတချို့ပုဂ္ဂိုလ်တွေကနတ်တီပြမာတွေကဘယ်လိုဟောမှရတော့အနန္တရပစ္စယေနာပစ္စယောအဲ့လိုဟောမှသူတို့မဲ့ဖို့နိဗ္ဗာန်ရတာတချို့နတ်တီပြမာတွေကဘယ်လိုဟောရတော့သမဏန္တရပစ္စယေနာပစ္စယောအဲ့လိုဟောလိုက်မှမဲ့ဖို့နိဗ္ဗာန်ရသွားတယ်တဲ့မြတ်စွာဘုရားတရားဟောနေတာကဒီလားနားထောင်တဲ့နတ်တီပြမာတွေမဲ့ဖို့နိဗ္ဗာန်ရအောင်ဟောတာမဟုတ်လားအဲ့ဒါသူတို့ရဖို့လိုရင်သူတို့ရသွားအောင်ဟောခြင်းဖြစ်ပါတယ်မြတ်စွာဘုရားနဲ့နော်မောအောင်ဒီလိုနှစ်ခုဟောရတယ်လို့မအောင်မိနဲ့နော်မြတ်စွာဘုရားတော့အမောခံဟောရတာဟောလေအဲ့တော့အခုတရားနာပရိသတ်တွေကလည်းပဲမနေ့ကတော့လို့သမဏန္တရပစ္စယောတိကို10ဝက်ကြအရင်ခေါ်လိုက်ပါအောင်10ဝက်ကြပြီးတော့ခဏနားလိုက်တော့ပေါ့ကဲဆုံးကြမအောင်ကြည့်သမဏန္တရပစ္စယောတိဇကုဝိညာဏဓာတုတံသံယုတ်တကသာဓမ္မာမနောဓာတုယတံသံယုတ်တကနိသဓမ္မာနံသမဏန္တရပစ္စယေနာပစ္စယောမနောဓာတုမနောဝိညာဏဓာတုယတံသံယုတ်တကနိသဓမ္မာနံသမဏန္တရပစ္စယေနာပစ္စယောသောတာဝိညာဏဓာတုတံသံယုတ်တကသာဓမ္မာမနောဓာတုယတံသံယုတ်တကနိသဓမ္မာနံသမဏန္တရပစ္စယေနာပစ္စယောမနောဓာတုတံသံယုတ်တကသာဓမ္မာမနောဝိညာဏဓာတုယတံသံယုတ်တကနိသဓမ္မာနံသမဏန္တရပစ္စယေနာပစ္စယောခာနာဝိညာဏဓာတုတံသံယုတ်တကသာဓမ္မာမနောဓာတုယတံသံယုတ်တကနိသဓမ္မာနံသမဏန္တရပစ္စယေနာပစ္စယောမနောဓာတုတံသံယုတ်တကသာဓမ္မာတံသံယုတ်တကနိသဓမ္မာနံသမဏန္တရပစ္စယေနာပစ္စယောဇိဝဝိညာဏဓာတုတံသံယုတ်တကသာဓမ္မာမနောဓာတုယတံသံယုတ်တကနိသဓမ္မာနံသမဏန္တရပစ္စယေနာပစ္စယောမနောဓာတုတံသံယုတ်တကသာဓမ္မာတံသံယုတ်တကနိသဓမ္မာနံသမဏန္တရပစ္စယေနာပစ္စယောကာယဝိညာဏဓာတုတံသံယုတ်တကသာဓမ္မာ
မနောဓာတုယယံတံယုတ်ကာနိသဓမ္မနံသမဏန္တရပစ္စေနာပစ္စယောမနောဓာတုယံတံယုတ်ကာသဓမ္မာမနောဝိညာဏဓာတုယယံတံယုတ်ကာနိသဓမ္မနံသမဏန္တရပစ္စေနာပစ္စယောဆဲဝဲကြပြီးသွားပြီနော်မြင်စိတ်ကြားစိတ်နာမ်စိတ်ရက်စိတ်ထိတိစိတ်မြင်စိတ်က2မျိုးကြားစိတ်က2မျိုးနာမ်စိတ်က2မျိုးရက်စိတ်က2မျိုးထိတိစိတ်က2မျိုးစိတ်ကူးစိတ်ကရောပေါ်ထားလိုက်ဟုတ်လားခုဆယ်ဝက်ကြဒါတော့မြင်တယ်ကြားတယ်နာမ်တယ်ရက်တယ်ထိတယ်ဒီစိတ်10မျိုးမြတ်စွာဘုရားဟောလိုက်တယ်ဒီစိတ်10မျိုးကိုလည်းရှုပြီးတော့မဲ့ဖို့နိဗ္ဗာန်ရပါတယ်နော်ပြီးတော့မှခုနကရှေ့စိတ်ကပစ္စည်းနောက်စိတ်ကပစ္စည်းဥပ္ပါကုသိုလ်ဘက်က2ချက်အကုသိုလ်ဘက်က2ချက်အဗျာဂတဘက်က3ချက်9ချက်ဆက်ဟောတယ်နော်အဲ့ဒီ9ချက်ဟောလိုက်ပါဦးပုရိမာကုဒလာဓမ္မာပစ္စည်းမာနံကုဒလာနံဓမ္မာနံသမဏန္တရပစ္စေနာပစ္စယောပုရိမာကုဒလာဓမ္မာအဗျာဂဒါနံဓမ္မာနံသမဏန္တရပစ္စေနာပစ္စယောပုရိမာအကုဒလာဓမ္မာပစ္စည်းမာနံအကုဒလာနံဓမ္မာနံသမဏန္တရပစ္စေနာပစ္စယောပုရိမာအကုဒလာဓမ္မာသမဏန္တရပစ္စေနာပစ္စယောပုရိမာအဗျာဂတာဓမ္မာပစ္စည်းမာနံသမဏန္တရပစ္စေနာပစ္စယောပုရိမာအဗျာဂတာဓမ္မာပစ္စည်းမာနံကုသလသမဏန္တရပစ္စေနာပစ္စယောပုရိမာအဗျာဂတာဓမ္မာပစ္စည်းမာနံအကုသလနံဓမ္မာနံသမဏန္တရပစ္စေနာပစ္စယောဒါ9ချက်ကုသိုလ်2ချက်အကုသိုလ်2ချက်အဗျာဂတက3ချက်ဟုတ်လားပြီးတော့မှမြတ်စွာဘုရားကအကျဉ်းချုပ်သမဏန္တရအကျဉ်းချုပ်တိုးလေးပြောသားမှာဆိုရင်ရှေ့စိတ်စေတသိက်ဒီပစ္စည်းနောက်စိတ်စေတသိက်ဒီပစ္စည်းဥပ္ပံရှေ့စိတ်စေတသိက်ဒီအကြောင်းတရားနောက်စိတ်စေတသိက်ဒီအကျိုးတရားသူကြတော့နာမရူပပရိစ္ဆေရညာမယ်နာမပဲရှိတော့တယ်ရူပမပါဘူးသူကနော်အနန္တရပစ္စည်းသမဏန္တရပစ္စည်းတို့ကနာမနန္တရားပဲစိတ်စေတသိက်တရားပဲဟောတယ်နော်သူကရုပ်တွေကအနန္တရပစ္စည်းတတ်တယ်လို့မရှိဘူးဒီလိုရုပ်တွေသစ်ပင်တော်တောင်ရေမြေတွေကလူကိုယ်ရဲ့ရှိတဲ့ရုပ်တွေရောသူတို့ကအစီအစဉ်ဒီလိုရှေ့စိတ်ကဘ누구ရှေ့ရုပ်ကဘ누구နောက်ရုပ်ကဘ누구ဒီလိုစင်လို့သိမရဘူးသူကနော်မရတဲ့အတွက်မဟောဘူးစိတ်စေတသိက်နန္တရားကြီးပဲဟောတယ်နော်နန္တရားကြီးဟောတယ်ပြီးတော့မှအကျဉ်းချုပ်ကလေးကဟောလိုက်ပါအောင်ယေတံဓမ္မာနံသမဏန္တရာယေဓမ္မာဥပ္ပိသန္တိစိတ်တာစေတသိကဓမ္မာယေတေဓမ္မာဒေတံဓမ္မာနံသမဏန္တရာပစ္စေနာပစ္စယောအဲ့ဒါလို့ဘုံဘုံတို့အနန္တရပစ္စည်းသမဏန္တရပစ္စည်းပြီးအဲ့ဒီမဲ့တရားသဘောလေးတွေကတဖြည်းဖြည်းလေးရင့်ကျက်လာတာတစ်ပင်မှာတရက်ပင်မှာတရသီးတွေရှိလာတရက်ထက်တရက်တရသီးတွေမှဲ့လာတယ်မဟုတ်လားအဲ့ဒါလို့နေတိုင်းကိုတရားတွေပဋ္ဌာန်းတွေရွတ်ဖတ်လိုက်ဆင်ញင်လိုက်ဆိုရင်ဉာဏ်တွေကပါရမီတွေကတဖြည်းဖြည်းရင့်လာတာသူကသဘောပေါက်တယ်နော်အဲ့လိုရင့်လာလို့ရှိရင်မှဲ့သွားတယ်မဟုတ်လားမှဲ့သွားတဲ့အခါမဲ့ဖို့နိဗ္ဗာန်ရမှာပေါ့ဗျာဟုတ်ကလားအဲ့ဒါကိုကလုံနေဖို့တော့လိုတယ်ပေါ့နေတိုင်းစံချိန်ကြိုက်အောင်ရွတ်ကြဟုတ်လားစံချိန်မကြိုက်နိုင်ဘူးဗျာတပည့်တော်တို့ကအလောက်ကပရိယနာဝန်ဇာတိရှားတာနဲ့စာဝတ်နေရည်နဲ့မကြိုက်နိုင်ဘူးဆိုရင်လည်းကြိုက်နိုင်တဲ့လောက်ပေါ့လေဟုတ်လားမရွတ်ဖဲတော့မနေနဲ့နော်မရွတ်ဖဲမနေနဲ့ရွတ်မှဒီကနှုတ်ကအလောက်ကပြီးမှာဟုတ်ကဲ့မဟုတ်လားနာကိစ္စနှုတ်ကိစ္စစိတ်ကိစ္စပညာကိစ္စနော်ကိစ္စက၄ခုအလုပ်လုပ်ရမှာပြီးတော့အဲ့လိုလုပ်ရင်ရရလားဗျာဆိုရတယ်
ရူမာယုံနဲ့မဲ့ဖို့နိဗ္ဗာန်ရတာဘုံဘုံပြောပြအောင်နော်ဒီဟိုကျွန်းဖုံးတော်ကြီးတပါးဒီဖရာရင်မြင်မော် तू ကနေတိုင်းတပြက်စီးလဲတဲ့ဝတ်ယူတယ် तू ကနော်ရွှေတကုံရင်မြင်မော်မှာတပြက်စီးလဲတဲ့ဝတ်ရှိတယ်မို့လားအဲ့ဒါလို့ရှိတယ်လို့အဲ့ဒီဖုံးတော်ကြီးကလည်းနေတိုင်း तू ကတပြက်စီးလဲတယ်ဖရာရင်မြင်မော်မှာအမိုက်တွေပါလိရှိရင်လှည့်ပစ်တာဒီနေ့တော့မနတာကအောင်းမိတယ်ဒီကိုတော်ကြီးအလကဟန်ဆောင်နေတာပါတကယ်ဟုတ်ချင်မှဟုတ်မှာနွားရောင်ဆောင်နေပြီးတော့နမကြီးအောင်ဆောင်နေပြီးတော့ तू ကခုနကိုတော်ကြီးပုံထားတဲ့အမိုက်ပုံတွေချီတောင်းနဲ့ရက်ပလိုက်ဂျိုးနဲ့ခွေရမ်းပလိုက်အမိုက်တွေဖြန့်ကျဲပလိုက်တော့ဟာတော်တော်မိုက်တဲ့နမကြီးပဲဒီနွားကြီးနဲ့ငါလှဲထားတာစုပထားပုံထားတာဆိုပြီးတော့ပြန်ပြီးတော့လှဲပြီးတော့ပြန်ကျုံပြလိုက်တာပေါ့ तू ကကျုံပြလိုက်နောက်တနေ့ကျတော့လည်းဒီလိုပဲ तू ကလှဲပြီးပုံထားပြီးဆိုအဲဒီမနတာနွားရောင်ဆောင်နေပြီးတော့တခါပြန်ကျဲပလိုက်ပြန်ဟာဒီနွားမနေ့ကလည်းလာဒီနေ့လည်းလာခက်နေပါလားဆိုပြန်လှဲကျုံလိုက်ပြန်နောက်တနေ့လာပြန်ရောနောက်တနေ့လည်းအဲ့လိုနွားကြီးလာတော့အဲ့ဒီဘုန်းကြီးကပြောတယ်မင်းဒီမိုက်တဲ့နွားမျိုးရိုးနွားမဟုတ်ဘူးမင်းမနတာမဟုတ်လားလို့သူကငေါ့ပြောတယ်ငေါ့ပြောတော့ဆရာတော်ကြီးကအဲ့လိုငေါ့ပြောတော့မနတာကလည်းလိမ့်မပြောရဘူးလေဟုတ်ပါတယ်ဖေ။မင်းဓာန်ပေးမယ်လောက်တောင်မိုက်တဲ့ကောင်ငါနှိပ်စက်တာနဲ့ဘယ်လိုပေးမှာတော့ဖေ။တင်မင်းကဖယားကိုလက်တော်ထင်ရှားဖယားကိုမြင်မှုတယ်လက်တော်ထင်ရှားဖယားမြင်မှုတဲ့အတွက်မင်းကိုငါဓာန်ပေးမှာကဖယားရောင်ဖန်ဆင်းပြီးတော့ငါပြအဲ့ဒါဆိုငါစိတ်ကြည်မယ်လို့ဖန်ဆင်းတော့ပြပါမယ်ဖယားနဲ့တော့တူမဲ့မထင်ဘူးလို့ဖယားအစိမ့်လေးကအလွန်တရာမှတတ်ပေတော်မူပါတယ်ဖယားတပည့်တော်နတ်သားကဖယားလောက်တတ်ပေအောင်မဖန်ဆင်းနိုင်ပါဘူးဖယားမင်းဖန်ဆင်းနိုင်တဲ့လောက်ဖန်ဆင်းပြကွာငါဖန်ဆင်းပြမှာကြည်မာလို့ပြောတယ်ဒါနဲ့ကဲဒီလိုဆိုရင်ကြည်ဖျားဆိုတဲ့ပြီးတော့သူကတောပုံတောင်ပုံတွေဖန်ဆင်းလိုက်တယ်တောတောင်ကြီးတွေတောကြီးတောင်ကြီးတွေညှို့မှိုင်းလို့အဲ့ချမ်းကြီးမှာနောက်ပါတန်ဃာတော်900နဲ့မြတ်စွာဘုရားရောင်ကြီးတော်လွှဲပြီးတော့ဆွမ်းခံလာတဲ့ပုံလေးဖန်ဆင်းပြလိုက်တယ်သူကသဘောကျတာအဲ့ဒီကိုတော်ကြီးကကိုတော်ကြီးကြည်တော့ရောင်ကြီးတော်တွေလွှတ်တာကြည်ပြီးတော့တက်တော်ထင်ရှားဖယားမဟုတ်ဖဲနဲ့တော့မှကြီးညူတရားကောင်းလိုက်တာရောင်ကြီးတော်တွေအနိစ္စရောင်ကြီးတော်တွေကလည်းတလက်ဖြစ်နေတော့အနိစ္စလို့ပွားလိုက်တာအဲ့ဒီနေရာပဲတပြက်စီးလေးကိုင်ရင်မှတည်းယဟန္တာဖြစ်သွားတယ်ဗျဟုတ်လားအဲ့ဒါရူပါယုံနေအာယုံပြုပြီးတော့မေဖို့နိဗ္ဗာန်ရပါတယ်ယဟန္တာဖြစ်ပါတယ်နော်အဲ့တော့ရူမာယတနံသကုဝိညာဏဓာတုယာတံသမယုတ်တကနိသဓမ္မနံအာရမဏပစ္စေနာပစ္စယောဒါလေးတွေယူရင်လည်းမေဖို့နိဗ္ဗာန်ရပါတယ်နော်အဲ့ဒါကြောင့်ဒါလေးတွေရွတ်လိုက်ရတယ်ဆိုရင်ကိုဟာငါပါဇက်တော့အဖို့တန်တော့ဟေးအောင်မိနော်တကယ်လဲအဖို့တန်တယ်ဗျညလားမြတ်စွာဘုရားတရားတော်တွေဒီမဲ့လာကိန်းသွားတာသူကမြတ်စွာဘုရားတရားတော်တွေကိန်းနေဆိုရင်ဒီယုတ်ကြီးကသူများယုတ်နဲ့မတူဘူးတရားတွေရဲ့ကိန်းသွားတဲ့အတွက်သူကအဖို့တန်တယ်နော်ဟာလို့တန်လိုက်တုံးလေးတွေမြင်မှုတယ်မဟုတ်လားတန်လိုက်တုံးလေးကိုဟောတာတန်မလိုက်ဘူးရိုးရိုးတန်တယ်ဒီလိုလေးပွက်ပြီးတယ်ပွက်ကြရင်ဟောဒီတန်လေးပါတန်လိုက်ဖြစ်တယ်ဒီတန်လိုက်ကဓာတ်တွေကဒီထဲကိုကူးသွားတာနော်မြတ်စွာဘုရားသခင်ရဲ့တရားတော်တွေပဋ္ဌာန်းတရားတော်တွေဓာတ်တွေအဲ့ဒါတွေကိုရွတ်ဖတ်တရဆဲလိုက်တော့နှုတ်ကနေပြီးတော့တကိုယ်လုံးဓာတ်တွေကူးသွားအဖို့တန်တာဗျာနော်အဲ့လိုပုဂ္ဂိုလ်ကအနှစ်20ရွတ်ဖတ်တရဆဲရင်သိရင်ယဟန္တာကိုယ်လိုဒီခန္ဓာကိုယ်ကမပုတ်တော့ဘူးနော်အဲ့ဒါကိုရေနံကြောင့်ရွှေစေရီဆရာတော်ကြီးသူကလက်တွေ့စမ်းတတ်ဘူးလေသူတို့တွေမှားမြစ်ခဲ့တာမပုတ်ဘူးသူကငါယဟန္တာမဟုတ်ဘူးပုထုဇဉ်ပဲဒါပေမဲ့ငါဆရာတော်ကဒီလိုစာရီရွတ်ဖတ်တရဆဲတယ်ဘုရားဂုဏ်တော်တွေပရိစိတ်တယ်ဆိုရင်အနှစ်20စိတ်ရင်အဲ့ဒီဂုဏ်တော်တွေရဲ့အစွမ်းတတ္တိတရားတော်တွေရဲ့အစွမ်းတတ္တိကြောင့်ဒီခန္ဓာကိုယ်ကြီးကယဟန္တာခန္ဓာကိုယ်လိုမပုတ်တော့ဘူးတကယ်ဟုတ်တယ်သူကနော်အဲကြောင့်ဘုံဘုံကနေပြီးတော့ဒီပြောရွတ်ဖတ်တရဆဲဆိုရွတ်ဖတ်ပါနော်ဘုံဘုံကယထာဘောသွားလဲရွတ်သွားတာပဲလေးညာစီးသွားဆိုလေးညာမောရွတ်သွားရတာနော်အင်္ဂလန်ပြည်ဘုံဘုံသွားတဲ့3កောက်ရွတ်ချတာနော်အင်္ဂလန်ကျတော့12နာရီလောက်စီးရတယ်လေးညာတောက်လျှောက်နှုံးတာတော့じゃပြင်းလိုက်ရင်ပဋ္ဌာန်းပစ္စယလေးတွေကတစ်ခေါက်ရွတ်လိုက်နောက်တစ်ခါတစ်ခေါက်ရွတ်လိုက်နောက်တစ်ခါတစ်ခေါက်ရွတ်လိုက်3កောက်ရွတ်လိုက်တာနော်စင်ကာပူသွားတော့လဲ3កောက်ရွတ်တယ်ဘုံဘုံ3နာရီကြာတယ်အဲ့တော့ဒီတရားတွေရဲ့အရှိန်ဟွာဘုံဘုံခန္ဓာကိုယ်မဲ့ထိမကုန်လားတန်လိုက်တုံးနဲ့ပွက်လိုက်တော့တန်လိုက်မဟုတ်တဲ့တန်လည်းပဲတန်လိုက်ဖြစ်သွားတယ်လို့ဘုရားတရားတော်ကြီးရဲ့အရှိန်ဟွာကြောင့်ဒီခန္ဓာကိုယ်ကြီးယုတ်ကြီးအပုတ်ကောင်ကြီးပဲအပုတ်ကောင်ပဲလို့မပုတ်တော့ဘူးတဲ့ဟုတ်လား
မြတ်စွာဘုရားသခင်ရဲ့တရားတော်ဒီတို့သင်ရတယ်နာကြားရတယ်မှတ်သားရတယ်ရွတ်ဖတ်တရဆဲရတယ်ဝန်တာရမှာနော်နောက်တစ်ပစ္စည်းသွားကြည့်လိုက်ကြအောင်လို့နောက်တစ်ပစ္စည်းရပါတယ်တော့မဟာဇာတပစ္စည်းအဲ့ဒီမဲ့တော့9ဝက်ကြရှိမယ်9ဝက်ကြဘုံဘုံကအရင်ရွတ်ပြပါအောင်မယ်ကြည့်လိုက်တာပေါ့သဟဇာတပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမဉ္ဇံသဟဇာတပစ္စေနာပစ္စယောသတ္တရောခန္ဓာအရူပိနောဆိုတာနံခန္ဓာ၄ပါးဝိရณေခန္ဓာတင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာအဲ့ဒီခန္ဓာ၄ပါးသူကအညမဉ္ဇံအညမဉ္ဇတာအချင်းချင်းအားသူကတမ္ပဒံခန္ဓာ၄ပါးမယ်ဓမ္မကပစ္စည်းဆိုရင်၃ပါးကပစ္စည်းဥပ္ပါ၃ပါးကပစ္စည်းဆိုရင်တစ်ပါးကပစ္စည်းဥပ္ပါနှစ်ပါးကပစ္စည်းဆိုရင်ကျန်တဲ့နှစ်ပါးကပစ္စည်းဥပ္ပါဒီလိုအချင်းချင်းကျေးဇူးပြုတယ်တဲ့နော်ပြီးတော့မှသတ္တရောမဟာဗုဒ္ဓအညမဉ္ဇံသာသတာပစ္စေနာပစ္စယောသတ္တရောမဟာဗုဒ္ဓဆိုတာမဟာဗုဒ္ဓဆိုတာမဟာဘုတ်ပထဝီအာဘောတေဇောဝါယောဘုတ်ကြီး၄ပါးလို့ခေါ်တယ်နော်ဓာတ်ကြီး၄ပါးမြေရေလေမိဓာတ်ကြီး၄ပါးဟုတ်ကလားဘာဓာတ်တဲ့တော့ပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်ဗမာလို့ဆိုရင်မြေရေလေမိအဲ့ဒီဓာတ်ကြီး၄ပါးကလည်းပဲအချင်းချင်းအားတစ်ပါးဒီတစ်ပါးအားကျေးဇူးပြုတယ်အတူတကွဖြစ်ကျေးဇူးပြုတယ်ဥပမာအပြင်မဟာဘုတ်မြေရေလေမိဓာတ်ကြီး၄ပါးရှိတဲ့အနဲ့တစ်ပါးကပစ္စည်းဆိုရင်၃ပါးကပစ္စည်းဥပ္ပံ၃ပါးကပစ္စည်းဆိုရင်တစ်ပါးကပစ္စည်းဥပ္ပံနှစ်ပါးကပစ္စည်းဆိုရင်နှစ်ပါးကပစ္စည်းဥပ္ပံအဲ့ဒါလိုအချင်းချင်းကျေးဇူးပြုတယ်နှစ်ဝက်ကြရှိနော်ပြီးတော့မှဩကံဒိခဏေနာမရူပံအညမဉ္ဇံသာသတာပစ္စေနာပစ္စယောဩကံဒိခဏေပฏิတန်နေနေသောခဏ၌အမိဝင်နေမယ်ပရိသေရီနေပြီအဲ့လိုနေတဲ့ခဏ၌နာမရူပံနန္တရားနှင့်ယုတ်တရားသည်နန္တရားဆိုတာကပရိသေရီစိတ်ကလေးပေါ့နော်ပရိသေရီစိတ်ကလေးနန္တရားရူပံယုတ်တရားဆိုတာကတော့ဟရိယဝိတုဟရိယဝိတုဟရိယဝိတုဆိုတာနှလုံးသားပေါ့နော်နှလုံးလေးနှလုံးသားလို့မြင်မှုကြတယ်မဟုတ်လားလူလည်းနှလုံးသားရှိဒီပြင်တတ္တဝါတွေလည်းနှလုံးသားရှိပေါ့ပရိသေရီနေတဲ့အခါအဲ့ဒီပဋိသန္ဓေစိတ်ကလေးနန္တရားနှလုံးသားကယုတ်တရားနာနဲ့ယုတ်နဲ့ဒီအညမြညာအညမြညတာအချင်းချင်းအားနာကယုတ်အားယုတ်ကနာအားအပြန်အလှန်ကျေးဇူးပြုတယ်တဲ့ဟုတ်လားဘယ်သူနဲ့ဘယ်သူတော့ပဋိသန္ဓေစိတ်ကလေးနဲ့ဟရိယဝိတုနှလုံးသားနော်နှလုံးသားသုံးခုပြီးသွားပြီနာခန္ဓာ၄ပါးကတဝက်ကြမဟာဘုတ်၄ပါးကတဝက်ကြပရိသေရီစိတ်နဲ့ဟရိယဝတ္ထုကတဝက်ကြနောက်စိတ်တစေတတိကာဓမ္မာစိတ်တသမုဋ္ဌာနာနံရူပနံသဟဇာတာပစ္စေနာပစ္စယောစိတ်စေတသိက်တွေအခုဘုံဘုံအကားပြောတရားဟောနေတယ်ဘုံဘုံတန်တယ်မဲ့ဖြစ်တဲ့ကုသိုလ်စိတ်စေတသိက်တို့ဒီပစ္စည်းဘုံဘုံလို့ဟောလိုက်တဲ့အတန်တွေထွက်လာတယ်မဟုတ်လားအဲ့ဒီအတန်တွေဒီလိုဟန်ဒီပန်တွေကပါတော့ပစ္စယုတ်ပံတဲ့အဲ့တော့စိတ်တစေတတိကာဓမ္မာစိတ်စေတသိက်တရားတို့သည်စိတ်တသမုဋ္ဌာနာနံရူပနံစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်တယုတ်တို့အားသဟဇာတပစ္စယေနာအတူတကွဖြစ်သောသဟဇာတတတ္တိဖြင့်သဟကအတူတကွဇာတကဖြစ်တယ်အဲ့ဒီစိတ်စေတသိက်နဲ့ယုတ်ဒီနဲ့အတူဖြစ်တာတဲ့ဗျိုင်းတူဖြစ်လိုက်တာနာဇာတတတ္တိဖြင့်ပစ္စယောဥပါကာရကောကျေစုပြုတာဤပြီးတော့မှမဟာဗုဒ္ဓဥပါဒါရူပနံမဟာဗုဒ္ဓဆိုတာကခုနမြေရေလေမိဓာတ်ကြီး၄ပါးဟုတ်လားယုတ်က28ပါးရှိတာကိုကျန်တဲ့24ပါးကဥပါဒါယုတ်ဟုတ်လားမဟာဗုဒ္ဓ4ပါးဥပါဒါယုတ်က24ပါးမဟာဗုဒ္ဓသူကကြီးတယ်မြေရေလေမိဆိုမြေဒီကမ္ဘာလုံးကြီးဆိုလဲအကြီးကြီးမဟုတ်လားရေတွေလည်းပင်လေသမုဒ္ဒရာရေတွေအများကြီးမဟုတ်လားလေးဓာတ်တွေဆိုလဲဒီကဝိုင်းပြီးတော့တိုက်နေဘုံဘုံတို့နာခဲ့မုံတိုင်းနေများတိုက်ပလိုက်တာနော်မြေရေလေမီဆိုရင်လည်းပဲနေထဲမှာမီးတွေလောင်းနေကြတယ်မဟုတ်လား
အဲ့တော့ဒီဓာတ်ကြီးလေးပါးကကြီးတယ်သူ့ကိုမှီးပြီးတော့ကျန်တဲ့ယုတ်တွေကဖြစ်တာတဲ့နော်မဟာဗုဒ္ဓမဟာဘုတ်ယုတ်ကြီးလေးပါးတို့သည်မြေလေးမီးဆိုတဲ့ဓာတ်ကြီးလေးပါးတို့သည်ဥပါဒာရူပနာကျန်တဲ့24ပါးဥပါဒာယုတ်24ပါးတို့အားသဟသတပစ္စယေနာသာဇာတအတုတကွဖြစ်သောပစ္စယတတ္တိဖြင့်ပစ္စယောဥပါကာရကောကျေသူပြုတတ်၏ဒါ၅ဝက်ကြနော်ပထမဝက်ကြကနံခန္ဓာ၄ပါးဒုတိယဝက်ကြကမဟာဘုတ်၄ပါးတတိယဝက်ကြကပရိတ္တိစိတ်နဲ့ဟရိယဝတ္ထုသတုဋ္ဌဝက်ကြကစိတ်စေတသိက်နဲ့စိတ်တစယုတ်ပင်စမဝက်ကြကမဟာဘုတ်နဲ့ဥပါဒာယုတ်ကဲအဲ့ဒီ၅ဝက်ကြထားလိုက်ကြပါဦးနာသာတပစ္စယောတိသတ္တရောခန္ဓာအာရူပိနောသတ္တရောမဟာဗုဒ္ဓအညမြညာနာသာတပစ္စယေနာပစ္စယောဩကံဒိဋ္ဌနေနာမရူပံအညမြညာနာသာတပစ္စယေနာပစ္စယောစိတ်တစေတတိကာဓမ္မာဗုဒ္ဓဥပါဒာရူပနာသဟသာတပစ္စယေနာပစ္စယောဒါ၅ဝက်ကြနောက်ဥစ္စာလေးကတော့ဘုရားအမှားစကားလေးခေါ်တယ်ရုပ်ကနေပြီးတော့နာမ်ကိုကျေးဇူးပြုတာကတော့2မျိုးရှိတယ်တဲ့ပရိတ္တိနေတဲ့အခါဆိုရင်တော့ဗျိုင်းတူသဟသာတပစ္စည်းပဝတ္တိအခါခုလိုပရိတ္တိနေတဲ့အခါမှာတပါးကြံတဲ့အခါဆိုပဝတ္တိလို့ခေါ်တယ်အဲ့လိုရိုးရိုးပဝတ္တိအခါကြတော့ပုရိဇာတတတ္တိနဲ့ကျေးဇူးပြုတယ်တဲ့ကျေးဇူးပြုဖို့2နည်းဟုတ်လားပဋိသန္ဓေနေတွင်ဗိုက်ထဲမှာပရိတ္တိနေတွင်ဆိုရင်ဘာတတ္တိတော့သဟဇာတတတ္တိဗျိုင်းလူဖြစ်တာပရိတ္တိစိတ်လေးနဲ့ဟရိယဝတ္ထုဗျိုင်းလူဖြစ်တာအဲ့ဒါသဟဇာတတတ္တိနောက်ခုလိုအချိန်ညတော့ပုရိဇာတတတ္တိဟရိယဝတ္ထုကအရင်ဖြစ်နေပြီးမှနောက်ထပ်စိတ်လေးတွေကသူ့ပေါ်ဖြစ်ရတာနော်အဲ့ဒါကိုဘာခေါ်တော့ပုရိဇာတတတ္တိပုရိဇာတပစ္စယောလို့ယူလာကဲဖတ်လိုက်စမ်းပါဦးရူပိနောဓမ္မာကိဉ္စီကာလေသဟသာတပစ္စယေနာပစ္စယောကိဉ္စီကာလေနသဟသာတပစ္စယေနာပစ္စယောဧဒါအမှားစကားချက်ခေါ်တယ်ရူပိနောဓမ္မာဟရိယဝုဆိုတဲ့ယုတ်တရားတို့သည်အရူပိနံဓမ္မာနံပရိတ္တိနေတဲ့နန္တရားတို့အားကိဉ္စီကာလေအချို့သောအခါပရိတ္တိနေသောအခါ၌သဟသာတပစ္စယေနာအတူတကွဖြစ်သောသာဇာတတတ္တိဖြင့်ပစ္စယောကျေသူပြု၏အဲ့ဒီပရိတ္တိနေတဲ့အခါကျရင်တော့ပရိတ္တိစိတ်ကလေးနဲ့ဟရိယဝတ္ထုဗျိုင်းလူဖြစ်တယ်တဲ့ကိဉ္စီကာလေအချို့သောအခါ၌ပဝတ္တိအခါ၌အခုလိုဖြစ်တဲ့အခါကျတော့သဟဇာတပစ္စယေနာအတူတကွဖြစ်တဲ့သဟဇာတတတ္တိဖြင့်နပစ္စယောကျေသူမပြုတဲ့ဟုတ်ကလားပဝတ္တိအခါကျတော့ပုရိဇာတဟရိယဝတ္ထုကယင်ဖြစ်လိုက်တယ်ဖြစ်ပြီးမှပစ္စယောကိဉ္စီကာလေနသဟဇာတပစ္စယေနာပစ္စယောဧဒါဤကျန်တဲ့အခါမှာပုရိဇာတတတ္တိကဲတစ်ခေါက်လောက်ဆိုလိုက်ပါဦးသဟဇာတပစ္စယောတိအရူပိနောအညမေညာသတ္တရောမဟာဗုဒ္ဓဥတ္တံဒိဋ္ဌနေနာမရူပံအညမေညာသာသာတပစ္စယေနာပစ္စယောစိတ်တစေတနိကာဓမ္မာသာသာတပစ္စယေနာပစ္စယောမဟာဗုဒ္ဓဥပါဒာရူပနာသာသာတပစ္စယေနာပစ္စယောရူပိနောဓမ္မာအရူပိနံဓမ္မာနံကိဉ္စီကာလေသဟသာတပစ္စယေနာပစ္စယောကိဉ္စီကာလေနသဟသာတပစ္စယေနာပစ္စယောခုခေတ်သိပ္ပံပညာတွေထွန်းကားပြီးမယ်လို့ဒီဟာလေးနဲ့ဥက္ကံဒိဋ္ဌိနာမရူပသူတို့အဲ့ဒါသဘောမပေါက်ဘူးသူတို့စိတ်ထင်တာကကြက်ဥလေးတွေထားပါတော့ကြက်ဥလေးတွေဥကျမကြီးကဥလိုက်တယ်ဒီထဲမှာရုပ်တရားပဲပါတယ်ပေါ့ကြက်ဥအနှစ်ကအဝါလေးပြီးတော့အဖြူလေးပေးရမြင်မှုတယ်ဟုတ်လားအဲ့ဒီထဲမှာနာမပါသေးဘူးသူတို့က
နောက်တော့တော်တော်လေးပေါက်ခါနီးမှဝက်လို့တော်တော်လေးကြာပေါက်ခါနီးမှပရိသေတွေစိတ်ကလေးနန္တရားလေးကဝင်လာတယ်လို့သူတို့ထင်တာမြတ်စွာဘုရားအလိုကအဲ့လိုမဟုတ်ကြက်ဥဥလိုက်တယ်ဆိုထဲတဲ့နေကအဲ့ဒီပရိသေတွေစိတ်ကလေးနဲ့ဘာတော့ဟရိယဝတ္ထုဆိုတဲ့ရုပ်ကလေးကဗျိုင်းမှုဖြစ်တာနော်ဥက္ကံတေကဏီနာမရူပံသဘောပေါက်တယ်မဟုတ်လားအညမြညာသဟကာတပစ္စယေနပစ္စယောတဲ့ပရိသေတွေနေတဲ့အခါဟရိယဝတ္ထုဆိုတဲ့ရုပ်တရားပရိသေတွေဆိုတဲ့နန္တရားအဲ့ဒါဒီဗျိုင်းမှုဖြစ်တယ်နောက်မှနန္တရားကြီးကဝင်လာတာမဟုတ်ဘူးနော်အေးအဲ့ဒါဒီသဘောပေါက်ပေါ့ဒါဘုရားဟောလို့သိရသူတို့ဘယ်သိမှာတော့သူတို့မသိဘူးဆိုတာကသူတို့ကဒီဟာယုံနဲ့မှန်မလူးနဲ့ကြည်နေတာကိုစိတ်စေတဲ့ပရိသေစိတ်ကလေးမှန်မလူးနဲ့ကြည်လို့ရပါမလားအေးဒါဘုရားညံနေနော်တို့အလွန်တရားအဖို့တန်တဲ့တရားဒီနာရတယ်ဆိုဝန်တာကြပေါ့နော်အေးခု6ပစ္စည်းကဲဒီနေ့ကြော်လိုက်ကြအောင်ဆိုဗျာအားလုံးမဲ့ဖို့နိဗ္ဗာန်ရကြပါသည်ဗျာ